မေ့ပြီးတော့ကျွန်တော်ဗီဒီယိုမလုပ်လိုက်ရဘူးဘာလို့လဲဆိုတော့ကျွန်တော်ပွဲကောင်းနေအဲ့တော့လည်းအိမ်မန်ညံဆုံးခိုင်းလိုက်ကောင်းတယ်အဲ့ကြောင့်ဒီဘက်မှာအိမ်မူးပိုင်ပွဲကျဲနေပြီတော့အိမ်ပိုင်ပွဲကျဲနေအိမ်ပိုင်တဲ့ပွဲကျဲအိမ်ပိုင်ပွဲကျဲနေဘောပွဲကျတာတော့လာလို့တိမ်သွားရင်ဆိုမှမယ်တိမ်တော့မှနီးနေတယ်မင်းအဲ့ကောင်နေမတတ်နိုင်ဘူးမင်းနဲ့ကလည်းတော့ချမ်းဘိုင်ဝမ်းဆို Your strategies are pitiful. ဘက်ကဘယ်နိုင်ရောမသိဘူးဝေးဘက်ကရှောင်းနေစကုနေတယ်ပြသွားတယ်နေတာအော်ငါ level မှတောင်ပြပါဟုတ်တာတိုက်မင်းပုံငါစီမှာတက်လာပြီနော်အေးမလုံးနဲ့ခုနလေးတော့ခုနဘိုင်ဝမ်းအဲ့လိုပြောကြီးရှိတာဖလစ်ကာကြီးနဲ့ Your life shall be shattered in an instant. မင်းဘိုင်ဝမ်းနော်ငါ Who would recognize someone as weak as you? ဟာခွေးရနဲတာမဟုတ်ဘူးလေခွေးလေးတော့ရှင်းမရှင်းနဲ့ငါအဲ့လိုမင်းလာတတ်မှာရှင်းနေခွေးတွေနဲတာမဟုတ်တဲ့ပြန်တက်လေကွာမင်းကလည်းဘိုင်ဝမ်းကြောက်ရမှာမဟုတ်လားပြောငါတည်ရမင်းမသိဘူးဆိုဖလစ်ကာကြီးနဲ့ခွေးလေးကောင်းတယ်ဘိုက်နဲ့ပြီးသွားတယ်။အော်တက်နဲ့အေးဟုတ်တယ်ဒါဒီယာနဲ့ပြီးသွား။တိုက်ယူတက်စားဟိုငါ Another world. တိုက်ယူတိုက်ဒါပဲ winner is there okay so ကျွန်တော်ဒီမှာ MVP လေးတော့ကျွန်တော်ရောက်သွားပါတော့ by 1ဆိုတာဆိုရင်ဒီနေ့ကတော့ကျွန်တော်ဒီလောက်ပါပဲ။ screenshot တွေရိုက်ထားအောင်ပါ။ဆိုရင်ဒီနေ့ကတော့ဒီလောက်ပါပဲ။နောက်ဒီလိုမျိုး PVP ပွဲတွေကိုမဟုတ် မသိမင်းနဲ့ကြောက်ပါမသိမင်းနဲ့ဆက်ရမသိမင်းနဲ့တင်မင်းရတယ်ဖုန်းလားဟုတ်လားတင်ပါဆိုရင်အခုကကျွန်တော်ရဲ့နောက်ဒီလိုမျိုး by 1ပွဲတွေကိုကြည့်ချင်တယ်ကျွန်တော်ရဲ့အကောင့်ကို900 subscribe လုပ်ခဲ့ပါပြီးတော့ဘာပဲနော်ဘာပဲဘာဝဲဆုံးရပဲရော